ဝေအစားအသစ်တွေခဏခဏဝယ်မဲ့အစားဟေးပန်တရန်ထဲနဲ့ပုံစံ၃မျိုးတရားဝင်နေတကယ်တော့ fashion ကြဖို့ဆိုတာအဝတ်အစားတွေဖနက်တွေအများကြီးဝယ်စုနေဖို့မလိုပါဘူးမိမိမှာရှိပြီးသားတော့ဖနက်တရန်ထဲကိုပဲအဝတ်အစားဒီဇိုင်းလိုက်စနစ်တကျတွဲဖက်ဝတ်ဆင်တတ်ဖို့ပဲလိုအပ်တာပါအင်္ဂါဗီဒီယိုထဲမှာရှိပြီးသားအဝတ်အစားတွေနဲ့တင်အငင်းဆန်းပြီးအထားကျသွားစေမယ့်ပုံစံ၃မျိုးကတော့ပုံစံ၁စမိုက်တချာနဲ့လူညာချထင်ပေါ်စေမယ့်ရုံတက်စတိုင်ရှုံးသွားတဲ့အခါပဲဖြစ်ဖြစ်အလုပ်ကိစ္စနဲ့လူကြီးတွေနဲ့တွေ့ရတဲ့အခါမျိုးမှာအထားကျကျဘလေဇာအင်ဂျီအရှိရဲ့ချင်းရက်စီအထိရှိတဲ့စကင်ကြီးချင်းရဲ့ကိုပန်းနဲ့တွဲဝဲလိုက်ပါဝိစင်ရတာပေါ်ပါပြီးခြေတန်းရှိတယောက်စမတ်ကြသွားစေမှာပါပုံစံ၂ပပနဲ့မော်ဒယ်တယောက်လိုထားကြစေမယ့်စတိုင်တငယ်ချင်းတွေနဲ့ကဖေးဆိုင်ထိုင်မလားအပြင်သွားမလားခရတော့အင်ဂျီအပေါ်မှာဘလေဇာတစ်ထည်ထပ်ဝတ်ပြီးအောက်ကဝိုင်လက်ပန်းနဲ့ပန်ကိုတွဲဖက်လိုက်ပါပနဲ့မော်ဒယ်တယောက်လိုအထားကြစေမှာပါပုံစံ၃ညိုတဲ့အပြေးနဲ့ပွဲလည်တင်စေမဲ့ပါတီစတိုင်ညဘက်တင်နာပွဲသွားကြရှိရင်ပဲကြည့်ချစ်တူနဲ့တိတ်ရှိရင်ပဲကြည့်ခန္ဓာကိုယ်လှကိုပေါ်လင်းစေတဲ့ body ကွန်ကောင်းရင်ဒိုမဟုတ်ပန်ဆက်စကန်နဲ့ပန်ကိုတွဲဖက်လိုက်ပါမိန်းကလေးဆက်ဆန်းနဲ့ဆွဲဆောင်မွေးကြီးရှိနေမှတည်ကြပါတယ်ဖက်ရှင်ကြဖို့ဆိုတာပတ်စံတွေအများကြီးအကုန်ခံပြီးအဝတ်အစားတက်တွေဝယ်နေဖို့မလိုပါဘူးမိမိမှာရှိတဲ့ဖနက်တင်တဲ့နဲ့တင်စနစ်တကျ match လုပ်တဲ့ရင်အငြင်းတန်းလှပနေမှာပါနော်